Hello, assalamu alaikum wa rahmatullahi wa barakatuh. ကျွန်တော်ဒီကနေ့ပြောပြချင်တာကခင်ဗျားရဲ့ social media ဟာအစဉ်အမြဲစဝါရစေမဲ့ဆဒကာဂျာရီယာဖြစ်နိုင်လို့ဂုဏအစဉ်တိုးနေမဲ့စိတ်ရာဂျာရီယာလည်းဖြစ်သွားနိုင်ပါလိမ့်ဒါကြောင့် social media သုံးတိုင်းဒီအချက်၅ချက်ကိုသတိရနေပါနံပါတ်1အချက်မရှယ်မီစစ်ဆေးပါသတင်းတစ်ခုတွေ့တိုင်းချက်ချင်း like and share မလုပ်ပါနဲ့ hadith တော်မှာလာရှိတဲ့كفى بالمرء كذبا أن يحدث بكل ما سمع ကြားသမျှအရာကိုပြန်ပြောခြင်းဟာလိန်ညာသူဖြစ်ဖို့လုံလောက်တယ်လို့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကအမိန့်ရှိခဲ့တယ်။နံပါတ်2အချက်မရေးမီကိုယ်စိတ်ကိုစစ်ဆေးပါ post တစ်ခု comment တစ်ခုရေးမရေးခင်ကိုယ့်ကိုယ်ပြန်မေးပါဒါကအမှန်တရားဟုတ်ရဲ့လားလိုအပ်ရဲ့လားနုညံ့သိမ်မွေးမှုရှိရဲ့လားဒီအချက်3ချက်နဲ့မညီရင်ရေးမဲ့အစားတိတ်တိတ်လေးနေလိုက်တာကအီမန်အတွက်ပိုကောင်းပါတယ်နံပါတ်3ချက်အတင်းပြောခြင်းကိုရှောင်ပါတယောက်ယောက်ကို social media ပေါ်တက်ပြီးပုတ်ခတ်တာတိတ်ခါကြတာအပြစ်ပြောတာတွေသူတစ်ပါးရဲ့အသားကိုစားနေတာနဲ့အတူတူပါပဲနံပါတ်4အချက်အပြစ်ကိုအားမပေးပါနဲ့ဒီအချက်ကအရေးကြီးဆုံးပါဟာရမ်ဖြစ်တဲ့အရာတွေကို like ပေးတာ share တာဟာအပြစ်မှာပါဝင်ကူညီခြင်းဖြစ်တဲ့ကျမ်းတော်မြတ်ကုရ်အာန်မှာလာရှိတဲ့ أعوذ بالله من الشيطان الرجيم ولا تعاونوا على الإثم والعدوان အပြစ်နဲ့မတရားမှုတွေမှာအချင်းချင်းမကူညီကြကုန်လေနဲ့လို့အလ္လာဟ်ရှင်မြတ်ကအမိန့်ပေးထားပါတယ်နံပါတ်5မှတ်တမ်းကိုသတိရပါခမည်းပြောလိုက်တဲ့စကားတိုင်းရေးလိုက်တဲ့အခရာတိုင်းကိုမလာအီကာတွေကမှတ်တမ်းတင်နေပါတယ်အလ္လာဟ်ရှင်မြတ်ရဲ့ရှေ့မှာအဲ့ဒီပြောဆိုရေးသားမှုတွေအတွက်ခမည်းတာဝန်ခံရပါလိမ့်မယ်နောက်ဆုံးအနေနဲ့မိတ်ဆွေရဲ့လက်ချောင်းလေးတွေကနေအပြစ်တွေစီးဆင်းမှုမဖြစ်ပါစေနဲ့အရှင်မြတ်နှစ်သက်တဲ့အရာတွေကိုပဲမြင်တွေ့ရတာဟာပိုပြီးကောင်းပါတယ်